စင်ကာပူမှာကျောင်းလျှောက်တဲ့အခါမှာပေါ့နော်ဘလို့ကျောင်းရည်လေးကျောင်း reject ထင်တာလေဘယ်လို reject ထိလို့ရှိရင်ရောဘလို့ဆက်လုပ်လို့ရမလဲအဓိကကတော့ဘယ်လို reject ထိကြလဲဆိုရင်ကျောင်းသားကျောင်းပြီးတဲ့ခုနှစ်နဲ့ဒီအလုပ်ဆောင်ဝင်တဲ့နေ့ကအရန်กว่าနေရပါတော့ form မှာနောက်တစ်မျိုးကကြတော့ဒီကို saving ပေါ့နော် saving ဖြည့်တဲ့အခါမှာဆိုရင်ဒီ bank statement ဘိုင်းမှာအရန်နဲ့နေမိတာမျိုးပေါ့နော်အဲ့လိုမျိုးဆိုရင်လည်း reject ထိနိုင်တယ်နောက်ပြီးတော့ဒီကျောင်းကကြတော့ဒီကိုရိုရှိမှာတော့မရှိပေမဲ့တချို့နေရာတွေမှာဆိုရင် blacklist ဝင်လာတဲ့ကျောင်းတွေရှိတယ် IC မှာလေအဲ့လိုကျောင်းတွေကိုမှကိုသွားရှောက်မိတာမျိုးဆိုရင်တော့နည်းနည်းဒီ reject ထိနိုင်တာမျိုးရှိတယ်ဗျအဲ့တော့ reject ထိသွားပြီဆိုရင်ကျောင်းသားတစ်ယောက်အနေနဲ့ပါဆက်လုပ်လို့ရလဲဆိုရင်သူ့အနေနဲ့ appeal form တင်လို့ရတယ် appeal form ကကြတော့ reject ထိပြီးသွားတယ်ပထမနှစ်ပတ်အတွင်းမှာဆိုရင်တင်ရတာပို့ပြီးတော့ effective ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီကျောင်းသားအနေနဲ့3လတာမဟုတ်လို့ရှင်6လစောက်ပြီးတော့မှပြန်ပြီးတော့ reapply လုပ်လို့ရတယ်ဗျဟုတ်ဟာဘာလို့မသိရှုံးနေရလဲတော်ပြီကျောင်းမလျှောက်တော့လောက်ပါနေ host လောက်ပါနေ